ပြင်ညာတွေဝေငါအသိမြင်အောင်ဆောင်မရတဲ့ဆရာအမှန်ကိုဝေဖန်ထောက်ပြဘဝအမှန်ကိုလမ်းပြပေးတဲ့ဆရာမြတ်တာတွေကြည်လေးအေးများအရေးတွေလို့မူပြီးတဲ့ဆရာအရှိမနေကာကွယ်ဆောင်ရှာဖျားနေမချတကိုင်းနဲ့မြတ်တဲ့ဆရာဦးမလို့ပြုစုသာပြုထောင်ပေးတာဆရာငါယူခြင်းဘာမှမရှိပါပေးစရာခြင်းမပီတိကိုစားအားရှိပါတော့ဆရာ